မင်္ဂလာပါကျွန်တော်မတင်ပြတာဟိုဈေးကွက်တွေမတင်ပြတာကြာပြီနော်အလုပ်ရမ်းများနေလို့ပါရှင်ဒီနေ့လေတနင်္လာနေ့ညနေမှာတိရှောက်နဲ့လေးခွန်ထိုးကန်ဆက်မဲ့ဆိုတင်ပြီးရဲ့ခဏလေးရလာမသိဘူးရှင်ခဏလေးရဖို့မျှော်လင့်ပါတယ်နောက်ပတ်ဒီမှာအဲ့ဒီလို site ကလေးကိုကြည့်ပြီးမယ်နော်ဈေးကွက်ကဘာပေးမလဲဆိုရင်နေ့တလေးတသမရှောက်တော့ဘောနော်ရှောက်တော့ဖြစ်ပါတယ်တလေးတသမရှောက်တော့ဒါတော့ထုံးစံအတိုင်းဈေးကွက်ဖြစ်ပါတယ်ပြီးခဲ့ဘက်က3ညပြောက်5ပြောက်တယ်နော်3ညပြောက်ပြီးပြန်လာတိုင်း3ည5 3ည6 3ည9ဆိုပြီးလာလေးရှိပါတယ်မနက်ဖြန်3ည6လည်းကောင်းတယ်30လည်း3ည3လည်းကောင်းတယ်နော်ကဲဒီရလေးကတော့ထုံးစံအတိုင်း1 chain ဒါကတော့ကြီးပါရှင်ရှောက်3 1 chain ကိုလေးဘာနဲ့ကတ်မလဲ3ည8နဲ့ကတ်ကြည့်လိုက်ရှောက်3 1 chain ကမနက်ခင်းပိုင်းပေးပြီး3ည8ကညနေခင်းပေးမလားတော့မသိဘူးအဲ့လိုမပေးဘဲနဲ့ဒီလိုလေးတွဲစင်းရင်တော့ကောင်းပါနော်ဒီ30ရှောက်8ပေါ့နော်အဲ့လိုလေးတွေထိုးရှစ်တောက်ကြနေမနက်ကရှစ်ထိတ်ထွက်တာလို့3ည1နဲ့3လေးကိုရှိပါတယ်အဲ့အတွက်ဒီကီးနဲ့ဒီ1 chain နဲ့တွဲပေးမလားတော့မသိဘူးနော်ကဲကျမတော့တခြားဘာမှမလို့ရင်မနက်ပိုင်းကျမထိုးချင်တဲ့ကဏ္ဍ3ည3 3ညရှောက်ပြီး3ည3 3ညရှောက်နော်အပြင်နှစ်3နှစ်3မနက်က3တလုံး3ဟုတ်3ပရိတ်ပေါ့နော်3တလုံး3ဟုတ်3ပရိတ်ရှိပါမယ်ကဲကျမမိတ်ဆွေရမနက်ဖြန်ကို3တလုံးမဟုတ်ရင်3ပရိတ်ပေါ့နော်3တလုံးမပေးရင်3ပရိတ်ပေးရပါမယ်ပေါ့နော်မနက်ဖြန်3တလုံးကပိုပြီးအားတာတယ်ပေါ့နော်3ကျမကြိုက်ဆုံးတော့3ည3မှာဒီ3ည6ကိုရမယ်နှစ်3ကိုရမယ်ပေါ့နော်3ည3နောက်တစ်ခုဒုတိယအော်ကွက်ကတော့3ည5ဖြစ်ပါတယ်ဒုတိယအော်က3ည5နော်အဲ့ဒါပါပဲဒါပဲအများကြီးမပေးတော့အများကြီးပေးရင်ခေါင်းလေးရှို့ပါလိမ့်မယ်မနက်ဖြန်ကိုနှစ်တလေး1ချိန်63 1နှစ်တလေးကြီး63 1ချိန်မှာအဲ့တော့မှ3ည8 1ချိန်ကကျင်းတည်ပေါ့နော်3ညပေါ့နော်3ညပေးမလား8ပေးမလားအဲ့ဒီဟာကိုတခါ20လက်တစ်ခွက်ထည့်ပေးမယ်နော်20 40ကဲ3ညနဲ့ပတ်သက်ရင်ဒါရွေးထိုးဒါတွေကတော့မွေးထိုးခိုင်းတဲ့ဟာတွေထိုးခြင်းထိုးမထိုးခြင်းတွေပေါ့နော်တိတ်တော့သဘောမကျဘူးကျမကြိုက်တာ20ကြိုက်တယ်ကျမကြိုက်ဆုံးတော့3ည3ပေါ့နော်3မဟုတ်3တလုံးပါ3ည3မဟုတ်3တလုံးပါနော်ကျမမရဟော3တလုံး3မဟုတ်3ညပေါ့နော်အဲ့နှလုံးကြိုက်ပါတယ်အားလုံးကံကောင်းကြပါစေရှင်ဒီနေ့တိုက်တွေကဘယ်လောက်ပဲအရေးကြီးပေါ့နော်ကျမတို့တပတ်စာကတ်ကလေးတော့မကြည့်လို့မရပါဘူးနော်တပတ်စာကတ်ကိုအမြဲတမ်းပြင်ကြည့်ပြီးထိုးပါအရှုံးမရှိပါဘူးတပတ်စာကကိုပြန်ကြည့်3ည3ကကြိုက်တဲ့လူတွေက3ည3အကီးအထိပေါ့နော်ကီးတိဆိုတော့ငါက3နဲ့ကြိုက်တယ်3ညလည်းကြိုက်တယ်8ကလည်းကြိုက်နေဘူးလို့နော်ကျမမရှိဘူးလို့လားကဲပါပဲပြောပါ3ညပြောက်ပြီးပြန်လာရင်3ညပြောက်ပြီးပြန်လာရင်50 60 90ဆိုပြီးရှိပါတယ်ထိုးချင်တဲ့လူတွေကထိုးပါမနက်ဖြန်60ပေးမလား30ပေးမလားနှစ်3ပေးမလားဒါမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုယ်မှတခြားပရိတ်တွေရှိရဆိုရင်ဒီ1 chain နဲ့ဒီတဲ့ကီးရင်နဲ့တွဲထိုးပေါ့နော်ဒါလေးတွေကတော့ခွေထွက်တတ်တယ်ပေါ့အဲ့လိုသဘောတရားပါရှင်ကျမကြိုက်ဆုံးတော့3ည3เนาะကျမပြောတော့ရမ်းမြန်တော့တောင်းပါပါတယ်ကြိုက်ဆုံးတော့3ည3
3ညာကနှစ်3ပါနော်20ပေါ့အားကြိုက်ပါတယ်ရှင်ရှုပ်ရှစ်တွေပါလေကောင်းတယ်ရှုပ်ရှစ်ဆို4ပြည့်